ဒီနေ့မှာတော့ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးရဲ့အနာဂတ်ကျွန်တော်တို့အားလုံးရဲ့လုံခြုံရေးနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့စက်သိန်းထားစရာကောင်းလောက်အောင်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးဖို့ရှိပါတယ်အားလုံးပဲမှတ်လာပါလူလူ channel မှာကြိုဆိုပါရယ်နေ့စုသတင်းထူးတွေကိုသိနိုင်အောင်ကျမတို့ရဲ့လူလူ channel လေးကို like and follow လုပ်ထားပေးကြဖို့တောင်းဆိုပါရယ်တတိယကဘာစစ်ဆိုတဲ့စကားလုံးဟာလွန်ခဲ့တဲ့10စုနှစ်တွေအတွင်းရောက်ရှင်နေတဲ့မှာသမိုင်းစာအုပ်တွေထဲမှာပဲကျွန်တော်တို့ကြားခဲ့ရတဲ့စကားလုံးပါဒါပေမဲ့အခုချိန်မှာတော့ဒီစကားလုံးဟာကျွန်တော်တို့ရဲ့တကယ်လက်တွေကဘာတွေကိုရောက်ရှိလာပြီးတော့ကျွန်တော်တို့ရဲ့အင်ရှင်မှာတကားလာခေါင်နေပါပြီအကြောင်းရင်းကတော့ရုရှားနိုင်ငံမော်စကိုမြို့တော်ကခရမ်လင်နန်းတော်ကနေထွက်ပေါ်လာတဲ့ကြေညာချက်တစ်ခုကြောင့်ပါပဲအဲ့ဒီကြေညာချက်ကတော့နေတိုးဖွဲ့ဟာရုရှားနဲ့စစ်ဖြစ်နေပြီဆိုတော့ပြောင်ပြောင်တင်းတင်းကြေညာလိုက်တာကြောင့်ပါဒီကြေညာချက်ဟာကမ္ဘာနိုင်ငံရေးဇက်ခုံကိုတုံ့လှုပ်စေခဲ့ပြီးယူကရိန်းစစ်ပွဲဟာဒေသတွင်းပြည်ပခါတစ်ခုအဖြစ်ကနေကမ္ဘာလုံးဆိုင်ရာအင်အားကြီးနိုင်ငံတွေရဲ့ထိပ်တိုက်ရင်ဆိုင်မှုအဖြစ်ကိုပြောင်းလဲသွားပြီဆိုတဲ့အချက်ကိုမိမောင်းထိုးပြလိုက်တာပါဒါဆိုရင်ဒီကြေညာချက်ရဲ့နောက်ွယ်မှာဘာတွေရှိနေမလဲဒီကြေညာချက်ဟာတကယ်ပဲတတိယကမ္ဘာစစ်ရဲ့နှီးတန်းလားကျွန်တော်တို့နဲ့အတူတူလေ့လာကြည့်ကြရအောင်ပါသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ကြီးကျယ်တဲ့စစ်ပွဲကြီးတွေဟာတနက်တစ်ချက်ပစ်ဖောက်လိုက်တာနဲ့မစတင်ပါဘူးအများအဖြစ်တော့စကလုံးတွေကြေညာချက်တွေနိုင်ငံရေးအရာတရားဝင်မှုတိစောက်ခြင်းတွေကနေစတင်နေရှိပါတယ်အခုလည်းရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူခရမ်လင်ရဲ့ဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ဒီမီထရီပတ်စကော့ဖ်ရဲ့ဒီနှုတ်ထွက်စကားဟာသမိုင်းရဲ့အချိုးအကွေ့တစ်ခုဖြစ်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါသူ့ရဲ့ပြောကြားချက်ကရှင်းလင်းပြီးပြတ်သားပါတယ်နေတိုးဖွဲ့ဟာဒီစစ်ပွဲထဲမှာလက်တွေ့ကျကျပါဝင်နေပြီဒါကြောင့်မို့ကျွန်တော်တို့အသေးချာပြောနိုင်တာကတော့နေတိုးဟာရုရှားနဲ့စစ်ဖြစ်နေပြီဆိုတာပါပဲဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ဟာအင်မတန်လေးနက်ပါတယ်ဒါဟာရုရှားကယူကရိန်းကိုကျူးကျော်မှုပေါ်အနောက်နိုင်ငံတွေရဲ့တုံ့ပြန်မှုကိုအကူအညီပေးခြင်းအဆင့်ကနေဓာတ်ရိုက်စစ်ပြူခြင်းအဆင့်အဖြစ်တရားဝင်သတ်မှတ်လိုက်တာပါပဲပြီးခဲ့တဲ့3နှစ်ခွဲနီးပါးကြာမြင့်လာတဲ့ယူကရိန်းစစ်ပွဲတစ်လျှောက်လုံးမှာအမေရိကန်ဗြိတိန်ဂျာမနီပြင်သစ်တို့ဦးဆောင်တဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာယူကရိန်းကိုဗန်နာရေးအကူအညီနောက်ဆုံးပေါ်လက်နက်ခဲယမ်းတွေနည်းပညာနဲ့ထောက်လှမ်းရေးသတင်းအချက်အလက်တွေအမြောက်အများပံ့ပိုးပေးခဲ့ပါတယ်ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ပန်ဇာတင်ကားတွေဟီမာစတုံးကြီးတွေစတုံးရှယ်ရိုခရုစ်ဒုံးကြီးတွေဟာယူကရိန်းတပ်ဖွဲ့တွေအတွက်အားကိုးစရာဖြစ်ခဲ့တယ်လို့ရုရှားတပ်တွေအတွက်တော့ခေါင်းခဲစရာဖြစ်ခဲ့ပါတယ်ရုရှားရဲ့ရှုမြင်ချက်အရယူကရိန်းကိုပေးနေတဲ့အကူအညီတွေဟာခုခံပိုင်ခွင့်ကိုကူညီခြင်းဆိုတဲ့အမည်ခံထားတဲ့ချစ်ကြည်ရေးလက်ဆောင်တွေမဟုတ်တော့ပါဘူးသူတို့မြင်မှာဒါဟာနေတိုးဖွဲ့ကြီးကယူကရိန်းကိုလက်ကင်တုပ်အဖြစ်သုံးကရုရှားကိုအားပြော့အောင်ပြိုကွဲအောင်ကြိုးစားနေတဲ့ကိုယ်စားလှယ်စစ်ပွဲပရောက်စီဝါတစ်ခုဖြစ်ပါတယ်အစ်သောသတင်းတွေကိုနေ့စုတင်ဆက်ပေးနေမှာမလို့ကျမတို့ရဲ့လူလူ channel ကို like and subscribe လေးလုပ်သွားခဲ့ဖို့မမေ့ကြနဲ့နော်ချစ်တော်တို့